AIS ဆိုတာစင်ကာပူနိုင်ငံ MOE Ministry of Education ကနေပြီးနိုင်ငံတကာကျောင်းသားကျောင်းသူတွေအတွက် Primary 2ကနေ5ဒါမှမဟုတ် Secondary 1ကနေ3အထိနှစ်စဉ် June ဒါမှမဟုတ် July လမှာရှောက်လက်တင်ရတာဖြစ်ပြီး September သို့မဟုတ် October လမှာဆောင်ရွက်ဖြေဆိုရတဲ့စင်ကာပူနိုင်ငံရဲ့အစိုးရကျောင်းကိုတိုက်ရိုက်တက်ရောက်နိုင်မှုအတွက်တရားဝင်ဝင်ခွင့် exam တစ်ခုလည်းဖြစ်ပါတယ်နော် AIS မှာဆိုရင်တော့ Primary နဲ့ Secondary ဆောင်ရွက်ဖြေဆိုတဲ့ပုံစံလေးကတော့မတူပါဘူးနော်Primary ကျောင်းသားကျောင်းသူတွေအတွက်ဆိုရင်တော့အင်္ဂလိပ်စာကို Cambridge English Certificate ဖြစ်တဲ့ CEQ ကိုအသက်အရွယ်လိုက်ဖြည့်စွက်ရတာပဲဖြစ်ပြီးသတ်မှတ်ထားတဲ့ score ကိုရရှိမှသာလျှင် AIS ရဲ့ Mathematics ကိုစင်ကာပူနိုင်ငံမှာတွားရောက်ဖြည့်စွက်ရတာပဲဖြစ်ပါတယ်။ Secondary ကျောင်းကိုရှောက်ထားလို့တဲ့ကျောင်းသားကျောင်းသူတွေအတွက်ကတော့အင်္ဂလိပ်နဲ့ Math ကိုစင်ကာပူနိုင်ငံမှာတွားရောက်ဖြည့်စွက်ရတာပဲဖြစ်ပါတယ်။ဖြည့်ဆိုပြီးဒီဇင်ဘာလလောက်မှာ result တွေထွက်တာဖြစ်ပြီးတော့ဝင်ခွင့်ရရှိတယ်ဆိုလို့ရှိရင် January လမှာစတင်ကျောင်းတက်လို့ရပြီဖြစ်ပါတယ်နော်။အကယ်၍များ AIS ကိုမရခဲ့လို့ရှိရင် SAEIS ဆိုတဲ့ဟာလေးရှိပါသေးတယ်နော်။ requirement တွေကတော့တူတူပဲဖြစ်ပြီးတော့ primary 2ကနေ4အထိ secondary 1ကနေ2အထိပဲပြန်ဖြေလို့ရမှာဖြစ်ပြီး January လထဲမှာ admission တင်ရမှာဖြစ်ပြီး February လအကုန်နဲ့ March လစလောက်မှာပြန်လည်ဖြေသွားမှာဖြစ်ပါတယ်။ April လလောက်မှာ result တွေပြန်လည်ရရှိမှာဖြစ်ပြီးတော့ April သို့မဟုတ် May လလောက်မှာအကြောင်းကိုစတက်ရမှာဖြစ်ပါတယ်။ SAN ဆိုရင်တော့နှစ်တဝက်လောက်မှဖြတ်တက်ရတဲ့အတွက် vacancy အပြင်ဆိုရင် AN ဆက်ဆိုင်ပို့ပြီးတော့နည်းပါတယ်။ AN ဆိုရင်တော့အပြန်ဆိုင်ရမ်းများတဲ့အတွက်ဝင်ခွင့်ရဖို့အတွက်တေချာတဲ့ preparation တွေရှိဖို့လိုအပ်ပါတယ်နော်။အဲ့တော့ကျွန်တော် Scholar Game မှာဆိုရင် CEQ ဆံမဲ့အတွက် preparation program လေးတွေရှိသလို AIS English and Math အတွက်လည်းအတန်းလေးတွေရှိသလို SEB proof ဖြစ်တဲ့ဆရာဆရာမတွေနဲ့စနစ်တကျသင်ကြားပေးနေတာဖြစ်ပြီးအတန်းထဲမှာလူနေနဲ့ student center learning alike ကလေးတွေရဲ့လိုအပ်ချက်တွေကိုဖြည့်ဆည်းပေးနေတာဖြစ်တဲ့အတွက်ကျွန်တော် Scholar Game မှာလာရောက်ဆောင်ရွက်လိုက်ဖို့ဖိတ်ခေါ်လိုက်ပါရခင်ဗျာ Scholars Guild